ဒီနေ့ကcollective reading လေးကိုဖတ်ကြည့်ပေးမှာဖြစ်ပါတယ်ဒီနှစ်သစ်ကူးမြန်မာနှစ်သစ်ကူးအကူအပြောင်းကနေစတင်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့အခြေအနေလေးကိုစစ်ကြည့်ပေးမှာဖြစ်ပါတယ် collective reading ဖြစ်တဲ့အတွက်ဖိုင်ရွေးစရာမရှိဘူးเนาะဒီထဲမှာက message တွေကအများကြီးပါနိုင်တာဖြစ်တဲ့အတွက်ကိုယ်နဲ့ကိုက်ညီတဲ့ message လေးတွေကိုယူပြီးတော့ energy claim လုပ်လို့ရပါတယ်เนาะကဲအဲ့ဒါဆိုလို့ရှိရင် reading လေးစလိုက်ရအောင်ဒီ angel message လေးနဲ့စတင်ပြီးတော့ reading လေးကိုစပြီးတော့ဖတ်ပါမယ် Okay ဒီနှစ်သစ်ကူမြန်မာနှစ်သစ်ကူသကြံချိန်ခါအပြီးကနေစတင်ပြီးတော့ပေါ့နော်ဒီ collective reading လေးကိုလာကြည့်နေတဲ့သူတွေအတွက်အခြေရေး message လေးကိုပြောပြပါရှင် Okayကဲခုလာမယ့်နှစ်သစ်မှာပေါ့နော်ချစ်သစ်တွေ့မဲ့သူတွေတွေ့နေရတယ်ပေါ့နော်တကယ်ကိုမှကိုနဲ့လိုက်ဖက်ညီတဲ့ကိုနဲ့ divine timing ဖြစ်တဲ့ new partner လေးတွေကိုတွေ့ရှိလာဖို့ရှိပါတယ်ကိုယုံကြည်မှုရှိပါလို့လဲ angel လေးတွေကပြောနေရပေါ့နော်ပြီးတော့ဒီမှာကလေဒီပုံလေးအရာကစိမ့်ဆိုလေးနဲ့ဒီအမျိုးသမီးလေးကကိုယ့်ရဲ့အလှပလူတိုင်းမှာအလှပကရှိနေပြီးသားလေတယောက်နဲ့တယောက်မတူကြတာပဲရှိတယ်တယောက်နဲ့တယောက်ရဲ့အလှပဖွဲ့စည်းပုံလေးတွေရှိပြီးသားဖြစ်တဲ့အတွက်ကိုလည်းယုံကြည်မှုထားပါကိုဟာအချစ်ခံထိုက်တဲ့သူဆိုတာကိုလည်းယုံကြည်မှုထားပါဒီလိုဟာမျိုးလေးကို message အနေနဲ့ရနေတာဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီ message လေးအတွက် tarot ကနေပြီးတော့ဗာလေးတွေမြန်ပြောပြချင်လဲထပ်ပြီးတော့ကြည့်လိုက်ရအောင်နော်ပြီးရင်ဒီ love oracle လေးနဲ့လည်းထပ်ပြီးတော့ကြည့်ပေးပါမယ်ရှင် Okayလာမဲ့ဒီမြန်မာနှစ်သစ်ကူအပြီးမှာရောက်ရှိလာတော့မဲ့အချစ်သစ်ကလေးအတွက် collective reading ကိုလာပြီးကြည့်ရှုနေတဲ့သူတွေရဲ့အချစ်သစ်ကလေးအတွက်ဘယ်လိုအချစ်သစ်မျိုးလေးတွေများဖြစ်မလဲဘယ်လိုလူမျိုးလေးတွေလည်းဖြစ်မလဲဆိုတာလေးကို message လေးပြောပြပါရှင် Knight of Wands The World Oh my god Ten of Cups ကဲကိုမနော်မကြည့်ပါဦးကက်ကလေးဒီ၃ကက်လေးပဲထုတ်ကြသေးရဲ့ဒီ၃ကက်ရဲ့ energy ကလုံးဝ family ရဲ့ချစ်ချင်းမြတ်တာအပြည့်ဒီကိုရောက်ရှိလာမဲ့ကိုစီကိုရောက်ရှိလာမဲ့သူရဲ့ energy ကလည်းကဲကိုမအရှိန်အဟုန်နဲ့ပေါ့နော်ကိုလုံခြုံမှုပေးစေတယ်ကို safe ဖြစ်စေတယ်လို့ခံစားရတဲ့သူမျိုးဒီလိုလူမျိုးလေးတယောက်လာဖို့ရှိပါတယ်ပြီးလို့ရှိရင်လည်းဒီမှာနော်အခုဒီ collective လေးတွေကကိုမျှော်လင့်ထားတဲ့လူတယောက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးရင်ကို manifestation လုပ်ထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်သူက fire sign energy ပြင်းထန်တယ်သူ့ရဲ့ချစ်ချင်းမြတ်တာအားဖြင့်ကလည်းအပြည့်အဝရှိနေပြီးသားဒီလိုလူတယောက်ဖြစ်နိုင်တယ်ပေါ့နော်ဒီလိုလူလေးတယောက်ရောက်ရှိလာဖို့ရှိပါတယ်ဒီ collective လေးကိုလာပြီးနားထောင်တဲ့သူတွေအတွက်ကတော့ congratulation ပါနော်ဒီ reading လေးကနေပြီးတော့လူတစ်တယောက်ရလာဖို့ရှိတယ်ဆိုတော့ message လေးကိုပြောထားတယ်ဒီလူကကိုယ့်ထက်အသက်ကြီးဖို့များတယ်ပေါ့နော်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာသူ့ရဲ့စိတ်အခြေအနေကလည်းပြောမယ်ဆိုလို့ရှိရင်ရဲရင်နဲ့ပြတ်သားတယ်လှုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတော့ leader ပုံစံမျိုးပေါ့နော်ဥဆောင်နိုင်တဲ့ type မျိုးလေးဖြစ်ပါတယ်သူ့ရဲ့ပုံစံလည်းကောင်းတယ်ပေါ့နော် strong ဖြစ်တယ်ကိုရှိကနေမမရက်တည်ပေးမဲ့သူမျိုးလေးပေါ့နော်ဒီလိုမျိုးလေးကိုက manifestation လုပ်ထားတာမျိုးရောရှိကောင်းရှိနေနိုင်တဲ့ပေါ့နော်ဒီ collective လေးတွေကိုလာ reading လေးကိုလာပြီးကြည့်ရှုနေတဲ့သူတွေထဲမှာ okay အဲ့ဒါဆိုရင်နည်းနည်းကက်ကလေးနည်းနည်းထပ်ထုတ်ကြည့်ပါမယ်။ဒါလေးတွေမြန်ထပ်ပြီးတော့သိဖို့ရှိမလဲပေါ့နော်။
3 sources the tower just it ကဲဒီမှာကလေဒီအခု tower ရဲ့ 3 sources ရဲ့နှစ်ကတ်တန်းကြလာတယ်ဒီ energy မှာလေကျမဘယ်လိုခံစားလိုက်ရလဲဆိုတော့ဒီ collective လေးကိုလာပြီးကြည့်ရှုနေတဲ့သူထဲမှာပေါ့နော်ကိုတကယ်ကိုမှချီးရင်းနဲ့ပတ်သက်တဲ့သင်ခန်းစာကြီးကြီးမားမားကိုသင်ယူခဲ့ရတဲ့သူမျိုးလေးတွေပါနိုင်ပါတယ်ကိုစီမှာဒီအရင်ကရခဲ့တဲ့ trauma ကြောင့်စိတ်ဒဏ်ရာရပြီးတော့နောက်ထပ်မချီရဲတဲ့ပုံစံမျိုးလေးဖြစ်ကောင်းဖြစ်နေနိုင်တယ်။ဒါကြောင့်မို့လို့လေဒီရှေ့က have confidence ဆိုတဲ့တက်ကလေးနဲ့ပြန်ပြီးနှိုင်းယှဉ်ကြည့်တဲ့အခါမှာကိုဟာမချီရဲတော့တာတို့နောက်ထပ်ချစ်ရမှာကြောက်တာတို့ငါဒီလိုမျိုးထပ်ဖြစ်ရင်ဘယ်လိုလုပ်မလဲတို့ဆိုတော့စိုးရိမ်ပူပန်စိတ်တွေပေါ့နော်။ကိုနာကျင်ခဲ့ရတဲ့ဒဏ်ကြောင့်စိုးရိမ်တဲ့စိတ်တွေဖြစ်ခဲ့လိမ့်မယ်ပေါ့နော်။ဒါပေမဲ့ဆုံးသက်ကလေးမှာ justice ဆိုတဲ့ကက်ကလေးကြာတာဖြစ်တဲ့အတွက်ဒီ energy ကနေပြီးတော့ကိုကရုပ်ထွက်လာနိုင်တဲ့သူတွေပေါ့နော်ဒီခု collective လေးတွေမှာဒီ energy ကနေပြီးတော့ရုံထွက်လာခဲ့တဲ့သူတွေပါကောင်းပါနိုင်ပါတယ်ဒီ energy ကနေရုံထွက်လာပြီးဆိုတာနဲ့ကိုစီကိုရောက်လာမဲ့သူကလည်းပို့ပြီးလင်းလင်းမြန်မြန်ရောက်လာဖို့ပဲရှိပါတယ်နော်ဒါကြောင့်မို့လို့အကယ်၍များကိုစီမှာ trauma လေးတွေကျန်နေတယ်ဆိုရင် healing လေးလုပ်ပါ healing လုပ်တဲ့ process လေးတွေကိုလုပ်ကြည့်ပါဒီလိုမျိုးကိုယ့်ရဲ့ထောင်ဘယ်လိုပြောရမလဲကိုကိုချုပ်နှောင်ထားတဲ့ထောင်ကြီးတစ်ခုလိုမျိုးထဲမှာမနေပါနဲ့ပေါ့နော်တချို့ toxic relationship တွေကနေကိုရခဲ့တဲ့ဒဏ်ရာတွေအပေါ်မှာကိုဟာ healing ပြန်လုပ်ပါလူတိုင်းဟာချစ်ခံထိုက်ပါတယ်ချစ်တတ်တဲ့သူတိုင်းအတွက်အချစ်ခံထိုက်တယ်ဆိုတာကသိကြတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုဟာဒီလိုမျိုးနောက်တစ်ချိန်ထပ်ဖြစ်မှာကြုံမှာစိုးတာတို့ငါတော့အချစ်နဲ့မထိုက်တန်ပါဘူးတို့ငါအတွက်အချစ်ဆိုတာငါအတွက်အချစ်စစ်ဆိုတာမရှိတော့ပါဘူးဆိုတဲ့စိတ်မျိုးတွေပေါ့နော်ဒါမျိုးတွေမထားပါနဲ့လို့ကျမကနေပြီးတော့အကြံပြုပြောကြားပေးချင်ပါတယ်ပေါ့နော်ဒါလေးကို energy guide ဖို့မျှော်လင့်ပါတယ်ဒီဟာလေးကို resonate ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုနောက်ထပ်ပြီးတော့ချစ်ဖို့အတွက်လည်း confident ရှိပါဆိုတာလေးကိုလည်းကျွန်မပြောချင်ပါတယ်ပြီးတော့ဒီ left oracle လေးနဲ့လည်းတစ်ချက်ကြည့်ပေးမယ်ပေါ့နော်။ဒါလေးတွေမြန် message ထည့်ရဖို့ရှိမလဲပေါ့နော်။အော်ကြာလာပြီ။ကြည့်ပါအောင်ဒီမှာ finish တဲ့။ကဲ finish ရဲ့ငှက်ရဲ့အခြေအနေကလေသူကမီးပြပုံနဲ့ကနေပြီးတော့ထိုးထွက်လာတဲ့ငှက်တစ်ကောင်နော်။သူကအပူထဲမှာပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အချစ်တွေကတိတ်ဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့လို့အဲ့ဒီမီးပြပုံတွေကနေပြန်ပြီးတော့တောက်ပစွာပေါ်ထွက်လာမဲ့တကယ်ကိုမှ finish ငှက်ဆိုတာဒီလို energy မျိုးရှိတဲ့ငှက်ပေါ့နော်ဒီမှာ new face နော် renew transformation ကိုယ့်ရဲ့စိတ်တွေက changes လုံးဝဖြစ်သွားမယ်ပေါ့နော်ဒီမှာပထမဆုံးတကက်မှာလေ finish နဲ့စနေပြီပေါ့နော်okay နောက်ထပ်တကက်ထပ်ကြည့်ပါမယ်ထွက်လာပြီ clock နှစ်ကက်ထပ်ကြတယ်ပေါ့နော် kiss heartbroken ကြည့်ပါဦးဒီမှာဒါလေးကိုပြန်စီလိုက်မယ်နော်မကြည့်အောင်ဒီတစ်ခုလေးက light ဖက်လို့ဒီလိုလေးစီလိုက်တာပါဒီမှာကြည့်ကိုယူခဲ့တဲ့အချိန်ကို healing ဖြစ်ဖို့အတွက်ကိုမှနာကျင်ခဲ့ရတဲ့အချိန်တွေအတွက်ကိုအချိန်ယူပါနော်အချိန်ယူပါ time to heal လို့ပြောတယ်နော်ဒီမှာလဲအချိန်ယူဖို့အတွက်ပြောထားတယ်ပေါ့နော်အဲ့ဒီအတွက်ကိုဟာဒီဟာနဲ့ပတ်သက်ပြီးကိုနာကျင်ခဲ့တဲ့အရာတွေအတွက်ကို healing လုပ်ဖို့အတွက်အချိန်အလုံးလောက်ယူပြီးပြီဆိုရင်ကိုအတွက်ကိုမှတကယ်ကို unconditional love နဲ့ချစ်ပေးမဲ့သူတယောက်အမြဲဆုံးရောက်ရှိလာတော့မှာဖြစ်ပါတယ်နော်အမြဲဆုံးရောက်ရှိလာတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အရင်ကြီးမစိုးရိမ်ပါနဲ့ကိုဟာချစ်ခံထိုက်တဲ့သူပါကိုဟာနော်ချစ်ပေးတတ်တဲ့သူပါဒါကြောင့်မို့လို့ဒီ collective လေးတွေကို reading လေးကိုလာပြီးနားထောင်နေတဲ့သူလေးတွေအနေနဲ့ချစ်ဖို့အတွက်မကြောက်ပါနဲ့ကိုယုံကြည်မှုရှိပါဒီလိုမျိုးကိုယ့်ရဲ့ heartbreaker ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ trauma တွေကိုချိန်လေးတစ်ခုယူပြီးတော့ healing လုပ်ပါ
ဒီထဲမှာပိတ်မိမနေစေပါနဲ့เนาะပိတ်မိနေတာဟာကိုယ့်အတွက်ဘလို့မှမကောင်းနိုင်ဘူးအချိန်တိုင်းအသစ်ဖြစ်နေတယ်အဲ့ဒီပိတ်မိနေတဲ့ trauma တွေကလေအချိန်တိုင်းအသစ်တွေဖြစ်နေတယ်ဒါကြောင့်မို့လို့ဒီစချာလေးကိုယ့်ရဲ့ healing process လေးကိုလုပ်ပါပေါ့နော်ဒါမျိုးလေးပြောချင်ပါတယ်ရှင်ဒါဒီလမ်းကြောင်းလေးကိုကိုကရှောက်လန်းသွားပြီးပြီဆိုရင်တော့ကိုယ့်အတွက်ကိုတကယ်ကိုမှစိတ်ပိုင်းဆိုင်ရာအရာရော unconditional love တွေရောကိုယ့်အတွက်တင့်တော်တဲ့တကယ်ကိုမှလူကောင်းလူမို့တယောက်လည်းရောက်ရှိလာနိုင်ပါတယ်ဒီ healing process ကိုကမပြတ်ခဲ့ဘူးဆိုလို့ရှိရင်မပြတ်ခဲ့ပဲနေပေါ့နော်နောက်ထပ်တယောက်တွေ့လို့တွေ့냐ဆိုပြီးတော့တွဲလိုက်တာလို့ဆိုလို့ရှိရင်ဒါအနေကြီးတယ်ပြောမယ်ဆိုရင် same pattern တွေဖြစ်လာနိုင်တယ်ပေါ့နော်ကိုကဒီ trauma တွေကနေရုံးမထွက်နိုင်သေးပဲနဲ့လူတယောက်ကိုဝငနေစတင်ပြီးတော့ခုချက်ချင်းပြတ်သွားတယ်နောက်တယောက်ချက်ချင်းထားလိုက်တယ်ဆိုတာမျိုးကတူညီတဲ့ pattern တွေဖြစ်ပေါ်လာစေနိုင်တယ်ဒါကြောင့်မို့လို့ဒါလေးကိုတော့တတိထားပေးပါကဲဒါဆိုလို့ရှိရင်တော့ final message လေးတစ်ခုထပ်ထုတ်ကြည့်ပါမယ်နော် final message လေးအနေနဲ့ collective လေးတွေကိုဗာလေးတွေမြန်ပြောပြဖို့ရှိမလဲပေါ့နော်angel message လေးထုတ်ပေးပါမယ်ရှင်ဒီ angel answer လေးနဲ့ပေါ့နော် angel answer လေးနဲ့ angel message လေးထုတ်ပေးပါမယ် okay ဒီ reading လေးကိုလာကြည့်နေတဲ့ collective လေးတွေအတွက် angel answer လေးကိုပြောပေးပါရှင်ထွက်လာပါပြီဒီမှာနှစ်ကုတ်လမ်းသွားပြီကြည့်ပါဦးဒီမှာเนาะပြောနေပြီเนาะခဲကိုမှ result အရင်ဖြစ်တာပဲကတ်ကလေးတွေကလေလက်ကိုလှုပ်ပါ recovery ပြန်ယူပါတဲ့เนาะလက်ကိုလှုပ်တဲ့နာတွေကိုဆွဲကင်မထားပါနဲ့တော့နှစ်သက်မှာအဟောင်းတွေကိုထားခဲ့လိုက်ပါတော့เนาะနှစ်ဟောင်းမှာထားခဲ့လိုက်ပါတော့လက်ကိုလှုပ်လိုက်ပါတော့ကိုယ့်ရဲ့စိတ်ကလေးကို recovery ပြန်ယူပါကျမ်းမာတန်ဆွမ်းတဲ့စိတ်ကလေးဖြစ်အောင်ပြန်လဲမွေးမြူပါချစ်ဖို့အတွက်လည်းဝင်မလေးပါနဲ့ရဲချစ်ပါเนาะဒါလေးကိုအကြံပြုပြောပြချင်တာဖြစ်ပါတယ် angel answer လေးအနေနဲ့ကလည်းလုံးဝဒီ energy လေးနဲ့ resonate အရန်ဖြစ်လုံးနေပေါ့နော်ကဲဒီနေ့အတွက် reading လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်နှစ်သက်မှာအချစ်သက်တွေနဲ့စိတ်သက်လူသက်အချစ်သက်နဲ့ပျော်ရွှင်နိုင်ကြပါစေလို့ကျွန်မကဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲအဆင်ပြေကြပါစေနော်နောက်ထပ် reading လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်